ကဲ United Fan အားလုံးမင်္ဂလာပါဗျာဒီနေ့ဇန်နဝါရီ29ရက်နေ့ဆိုတာကတော့ကျွန်တော်တို့အသင်းအတွက်တော့တကယ်ကို special ဖြစ်တဲ့နေ့တစ်နေ့ပါပဲဘာလို့လဲဆိုတော့လွန်ခဲ့တဲ့6နှစ်2020တုန်းကကျွန်တော်တို့ရဲ့ Magnifico ထူးခြားကြီးကျယ်ခမ်းနားကောင်းမွန်လာသူတို့ပြောလို့ရတဲ့ Bruno Fernandes အသင်းကိုစတင်ရောက်ရှိလာခဲ့တဲ့နေ့မို့လို့ပါပဲမမိကြအောင်မလားမသိပါဘူးအဲ့ဒီတုန်းက United ကွင်းလယ်မှာတီထွင်ဖန်တီးမှုပိုင်းတော်တော်လေးရုန်းကန်နေရတာပါအပြောင်းရွှေ့သတင်းတွေကလည်းနေ့တိုင်းထွက်လာတော့မယ်မလားသေးဘူးနဲ့ရင်တုန်ခဲ့ရတာပါသူဘိုးထွက်ဖို့ကိုစတင်ခြေချတဲ့နေ့မှတည်းမဲ့ပရိသတ်တွေအားလုံးကသိကြပါတယ်ဒါငါတို့ရှာနေတဲ့သူပဲဆိုတာကိုလေဘရူနို ဖာနန်ဒက် United စီမြောက်ခင်ဖြတ်သန်းခဲ့တဲ့ခီးစဉ်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်သူကအခြားကစားသမားတွေလိုနာမည်ကြီးကက်ဒမီကနေတက်လာတာမျိုးမဟုတ်ပဲခက်ခက်ခဲခဲရုန်းကန်ခဲ့ရတာပါဘရူနိုဟာအသက်19နှစ်အရွယ်မှာတင်ပေါ်တူဂီကနေအီတလီကနိုဗာရာအသင်းစီကိုယူရို4000နဲ့ပြောင်းရွှေ့ခဲ့တာပါနောက်စနေ23ရာသီအသက်18အရွယ်မှာပဲ CTB မှာကစားခဲ့ပြီးချွေးစွမ်းပြလို့ CTA ကအသင်းတွေကသတိထားမိလာပါတယ်ဦးဒီနီမှာတော့2023ကနေ2026အထိအသက်19နှစ်ကနေ22နှစ်အထိ3ရာသီကြာကစားခဲ့ပါတယ်ဒီမှာတင်သူ့ရဲ့ long range shooting အဝေးကန်ချက်တွေကစတင်လူတိများလာတာပါအသက်22နှစ်အရွယ်2016-2019ရာသီမှာမှဆန်တိုရီယာကိုရောက်လာပြီးအသင်းရဲ့အဓိကကွင်းလယ်လူဖြစ်ခဲ့ပါတယ်အဲဒီနောက်မှာတော့မိခင်နိုင်ငံပေါ်တူဂီက Sporting CP ကသူ့ကိုပြန်ခေါ်ခဲ့ပါတယ်ဒီအသင်းမှာတော့ဘရူနိုဟာgoal scoring midfielder အဖြစ်ကဘာကတည်သွားအောင်တတ်သိပြခဲ့ပါတယ်အသက်22နှစ်ကနေ25နှစ်အထိ300နီးပါးကစားခဲ့ပါတယ်စပို့ဒီမှာသူဟာကွင်းလယ်လူဖြစ်ပေမဲ့တိုက်စစ်မှုတွေထက်တောင်ဂိုးပိုသွင်းနိုင်ခဲ့တာပါနောက်ဆုံးရာသီမှာဆိုရင်ပွဲ20အတွင်း15ဂိုးထိသွင်းပြီး assist တွေလည်းအများကြီးလုပ်ခဲ့ပါတယ်ဘရူနိုကလူငယ်ဘဝမှာပေါ်တူဂီမှာထက်အီတလီ CDP မှာအရင်သွားရုံးကန်ခဲ့ရတာပါအသက်25နှစ်အရွယ်မှာ United ကိုရောက်လာတော့သူကခလေးမဟုတ်တော့ပါဘူးတွေ့ကြုံရင်းနေတဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ရောက်လာတာပါစပို့တင်းမှာတရားစီကိုသုံးနေတော့တွင်းခဲ့တဲ့ record ကြီးကိုပိုက်ပြီး Old Trafford ကိုကဲတင်မှုရောက်လာခဲ့တာဖြစ်ပါတယ်။ Manchester United အသင်းဟာ2010ပြည့်နှစ်ဇန်နဝါရီလမှာ Bruno Fernandes အတွက်ကနဦးပြောင်းရွှေ့ခြင်းဖြစ်ခန့်မှန်းခြေပေါင်48တန်းယူ55တန်းပေးချေခဲ့ပါတယ်။ပြီးတော့ဆွမ်းဆောင်ရေးပေါ်အခြေခံတဲ့အပိုစုကြီးအားလုံးပြည့်မီခဲ့ပါကစုစုပေါင်းပြောင်းရွှေ့ခြင်းမှာအမြင့်ဆုံးပေါင်69.6တန်းယူတန်း80ဝန်းကျင်အထိရှိလာနိုင်ပါတယ်။ရောက်ရှိချိန်အသက်ကတော့ကစားသမားဘဝအကောင်းဆုံး peak ရောက်ကစားအရွယ်25နှစ်ဖြစ်ပါတယ်ဗျာ။ဇန်နဝါရီ29ရက်နေ့မှာအသင်းသားတွေသဘောတူညီမှုရရှိပြီးဇန်နဝါရီ30မှာသူမန်ချက်စတာကိုဆင်းသက်လာခဲ့ပါတယ်။အဲဒီနောက်48နာရီအတွင်းမှာတင်ဝူးနယ်ပွဲမှာပွဲဥထွက်ကစားခဲ့တာဖြစ်ပါတယ်။သူရောက်လာပြီးပထမဆုံးရာသီပွဲမှာတင်ဘယ်လောက်ကျန်းခဲ့လဲဆိုတာအားလုံးသိပါ။သူကဂိုးဘက်သွင်းတာမဟုတ်ပါဘူး။ပွဲထဲမှာကစားသမားတွေကိုလိုက်အော်တယ်နေရာချပေးတယ်မိဘတယောက်လိုမိတ်ပေးတယ်။အဲဒီတုန်းကသူ့ရဲ့ mentality ကြောင့်ပဲကျွန်တော်တို့ချန်ပီယံလိဝင်ဝင်ကိုမြုံနိုင်စရာကောင်းလောက်အောင်ဆွဲတင်နိုင်ခဲ့တာပါ။တို့ချိုးကဝေဖန်ကြပါတယ်။သူကအရန်ချင်းညူတတ်တယ်တဲ့။ဒါပေမဲ့ကျွန်တော်တို့ပိတ်သက်တွေကတော့သိပါတယ်သူငင်းညူတယ်ဆိုတာရှုံးမကိုအရန်ကြောက်ပြီးနိုင်ရခြင်းစိတ်ပြင်းပြလုံးလို့ဆိုတာကိုပါဘာလာလက်မဲ့ဖြစ်နေတဲ့နှစ်တွေမှာတော့သူတယောက်တည်းအသင်းကိုပကုံးထမ်းနေပေးခဲ့တာတွေကတော့ငင်းလို့မရတဲ့အမှန်တရားပါပဲအခုဆိုရင်6နှစ်တောင်ရှိသွားပါပြီသူကကပတိန်ဖြစ်နေပါပြီအသင်းရဲ့တောက်တိုင်ဖြစ်နေပါပြီအခုမိုင်းရကားလေးနဲ့ပြတ်ဆုံချိန်မှာဘရူနိုကပုတ်ပြီးတော့တောင်လူဆန်ကောင်းဆန်လာအောင်မလားဆိုတာစောင့်ကြည့်ရမှာပါကဲမိတ်ဆွေတို့ရောဘရူနိုဖာနန်ဒက်ရဲ့6နှစ်တာအတွင်းမှာကြိုက်ဆုံးမှုမှန်ကပါလေ2020 City ဘက်ကိုမာရှယ်ကိုသွင်းမှုချပေးတဲ့ free kick လားဒါမှမဟုတ်ဝေးခွင်း volley goal တွေလားအာဆင်နယ်ဘက်ကိုသွင်းတဲ့ free kick လားကွန်မန့်မှာပြောသွားပေးကြပါဦးကြည့်ရှုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့တတာ